ကျွန်တော်တို့ရဲ့ဘဝမှာဒီမွေးဖွားရှင်သန်ခြင်းကနေစပြီးတော့ဒီတည်ဆုံးတဲ့အချိန်ထိပေါ့နော်အစင်တစိုက်ဒီအလေးထားပြီးလှုပ်ဆောင်ခဲ့တဲ့အရာကတော့လေးလာတင်ယူမှုလို့ခေါ်တဲ့အရာပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့လေးလာတင်ယူမှုတွေဘာလို့လုပ်ဖို့လိုအပ်တယ်လဲပေါ့နော်ကိုကဒီလေးလာတင်ယူမှုတွေကိုလှုပ်ထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝမှာကြုံတွေ့လာတဲ့အခက်အခဲတွေပြဿနာတွေကိုနီလန်ပေါင်းစုံရှုထောင့်ပေါင်းစုံနဲ့တေချာတွေးတောပြီးတော့မှဖြည့်ရှင်းလို့ရနိုင်တယ်ဒီနေရာမှာနောက်ခံ background မရှိတဲ့လူတွေဆွေမျိုးဂုံတရက်မတောင့်တင်းတဲ့လူတွေဆိုလို့ရှိရင်ပို့ပြီးတော့မှကိုယ့်ရဲ့ဒီ resource တွေပေါ့နော်ကိုယ်မှာရှိတဲ့ resource တွေကိုအသုံးချပြီးတော့ကိုယ့်ရဲ့လက်လန်းမိသမျှနေရာကနေပြီးနေရာပေါင်းစုံကနေပြီးတော့ကိုမတိမတက်သေးတဲ့အသိပညာအတတ်ပညာတွေကိုဒီအပတ်တကုတ်ပေါ့နော်လေ့လာစူးစမ်းအားထုတ်ရင်းနဲ့ကိုယ့်ရဲ့အချိန်အများစုကိုဒါကုံဆုံးခဲ့တဲ့နောက်ပြီးတော့ကိုယ့်အနေနဲ့ဒီမမိတ်မတုံယုံကြည်ထားရမယ်ယုံကြည်ချက်တစ်ခုကကိုယ့်ဘဝတစ်လျှောက်လုံးမှာဘလို့အရာတွေကပဲကိုယ့်ကိုတစ္ဆာဖောက်တစ္ဆာမဖောက်ဖဲနဲ့ကိုယ်နဲ့အတူတူမခွဲမခွာရက်တည်သွားမှာကကိုယ့်ရဲ့လေးလာတင်ယူမှုကြောင့်ရရှိခဲ့တဲ့အသိပညာအတတ်ပညာတွေပဲဖြစ်တယ်ဆိုတဲ့အချက်ပဲအဲ့တော့ကိုယ့်ရဲ့ဘဝမှာကိုယ့်ရဲ့တငယ်ချင်းအပေါင်းအသင်းကကိုယ့်ကိုတစ္ဆာဖောက်သွားနိုင်တယ်ကိုယ့်ရဲ့မိသားစုဝင်တူဦးကကိုယ့်ကိုတစ္ဆာဖောက်သွားနိုင်တယ်ကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့အလုပ်ရှင်ကိုယ့်ရဲ့အလုပ်ကိုင်ကလည်းကိုယ့်ကိုတစ္ဆာဖောက်သွားနိုင်တယ်နောက်ဆုံးကိုယ့်ရဲ့ချစ်သူကြီးသားကလည်းကိုယ့်ကိုတစ္ဆာဖောက်သွားနိုင်တယ်ဒါပေမဲ့ကိုယ့်ရဲ့ဘဝမှာကိုယ်နဲ့အတူမခွဲမခွာရှိပြီးတော့တစ်သက်လုံးကိုယ်ကိုတစ္ဆာမဖောက်သွားဘဲနဲ့ရက်တီပေးမဲ့လူကတော့ကိုယ့်ရဲ့လေးလာတင်ယူမှုတွေကနေရရှိလာတဲ့ကိုယ့်ရဲ့အသိပညာအတတ်ပညာတွေပဲဖြစ်တယ်ဒီနေ့ခေတ်မှာဆိုလို့ရှိရင်ကံကောင်းတာတစ်ခုကဒါနီးပညာတွေပေါ်ထွန်းလာတယ်ပေါ့နော်အားကောင်းကောင်းနဲ့ပေါ်ထွန်းလာတာနဲ့အတူကျွန်တော်လေးလာတင်ယူစရာ platform တွေများစွာပေါ်ပေါက်လာခဲ့တယ်ဒီ platform တွေကိုအသုံးပြုပြီးတော့မှကျွန်တော်တို့အနေနဲ့ကိုကဒါလေးလာတင်ယူခြင်းသိရှိမယ်ဆိုလို့ရှိရင် internet ရှိုံနဲ့ဒါပညာရဲ့ဘောင်းစုံကိုယ့်အတွက်သူများတကာတွေကခေါင်းစားခံပြီးတော့မှအချိန်ကုန်ဒီငွေကုန်အပင်ပန်းခံပြီးတော့သိရှိထားတဲ့အကြောင်းအရာတွေကိုပြန်ပြီးတော့မျှဝေထားတဲ့ဟာတွေဒီအကြောင်းအရာတွေကိုကျွန်တော်တို့အနေနဲ့လေ့လာသင်ယူနိုင်တယ်ဘဝကကျွန်တော်တို့ပု္ပ္ပာတစ်ပုဒ်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဒီပု္ပ္ပာကိုဖြည့်ရှင်းဖို့အတွက်နီလန်ပေါင်းများစွာကိုသိရှိဖို့လိုအပ်တယ်အဲ့လိုသိရှိမှပဲကျွန်တော်တို့ကဘဝထဲမှာအစဉ်တပြေနဲ့ကျွန်တော်တို့ဒါရင်ဆိုင်ကြော်လွှားနိုင်မှာဖြစ်တယ်ရှင်သန်နေထိုင်နိုင်မှာလည်းဖြစ်တယ်အဲ့တော့ဒါကြောင့်မို့လေးလာသင်မှုကိုပြုပြီးတော့မှကိုယ့်ရဲ့ဘဝမှာအဲ့လေးလာသင်မှုကြောင့်ရလာတဲ့အသိပညာအတတ်ပညာတွေကပို့ပြီးတော့စုံလင်လေးဒီဘဝထဲမှာကိုနေထိုင်ရတာပို့ပြီးတော့ပျော်ရွှင်လေးပို့အဆင်ပြေလေးပဲဖြစ်မယ်ပေါ့နော်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကကိုယ့်ရဲ့ဘဝမှာလေးလာသင်မှုတွေကိုပြုပြီးတော့မှကိုယ့်ရဲ့ဘဝအခက်အခဲတွေဘဝပု္ပ္ပာတွေကိုဖြည့်ရှင်းနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ IDEC မှာမိတ်ဆွေအတွက်ဒီဘဝအခက်အခဲတွေကိုဖြည့်ရှင်းနိုင်မဲ့ပညာရပ်တွေကိုလေ့လာသင်ယူလို့ရပါတယ်အသေးစိတ်ကိုပေး Messenger နေပြီးတော့စုံစမ်းလို့ရတယ်ဒီဗီဒီယိုလေးရဲ့အဆုံးမှာကျွန်တော်တို့ရဲ့ IDEC မှာဖွင့်လှစ်သင်ကြားပေးနေတဲ့အတန်းလေးတွေကိုလင့်လေးတွေချထားပေးခဲ့ပါမယ်အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့မိတ်ဆွေတို့တူးချင်းတယောက်ချင်းတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နေကောင်းကြည်လင်ပျော်ရွှင်တဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေ